အိမ်မှာရှိနေတဲ့မကောင်းတဲ့ဆွမ်းအားတွေထွက်သွားပြီးတော့ကောင်းတဲ့ဆွမ်းအားတွေရောက်လာဖို့နော်ကိုယ့်ရဲ့ဈေးရောင်းဝယ်ကိစ္စတွေလုပ်ငန်းကိစ္စတွေငွေကြေးလက်လာပါကိစ္စတွေအဆင်ပြေဖို့အတွက်စနေနေ့မှာလောက်ရမယ်နေ့လေးတစ်ခုပြောပြပေးပါမယ်အဲ့ဒါတော့ဖန်ခွက်လေးတစ်ခွက်ထဲမှာတကြားအနှဲငယ်ထည့်မယ်နော်တကြားအဖြူတကြားအညိုကြိုက်တာသုံးလို့ရတယ်အဲ့အပေါ်မှာကရဝေးရွက်ထည့်မယ်နော်ကရဝေးရွက်အနေချင်းပေါ့နော်အနေငယ်ကိုအဆင်ပြေသလောက်ထည့်မယ်ပြီးအဲ့အပေါ်မှာထပ်ပြီးတော့တစ်ကြပိုးမှုန့်ထပ်ပြီးတော့ဖြူပါမယ်နော်တစ်ကြပိုးမှုန့်ထပ်ဖြူပါမယ်အဲ့ဒါပြီးသွားလို့ရှိရင်အဲ့အပေါ်မှာအရက်ဒါမှမဟုတ်အရက်ပြန်တစ်ခုခုကိုထည့်မယ်နော်အဲ့ဒါထည့်ပြီးသွားလို့ရှိရင်တော့မီးရှို့ရမယ်မီးရှို့လို့အငွေထွက်လာတဲ့အခါမှာအဲ့အငွေကိုကိုယ်အိမ်တအိမ်လုံးကိုအနှက်နော်ဒီအငွေနဲ့လိုက်ပြီးတန့်စင်တဲ့ဆက်သဘောနဲ့အိမ်မှာရှိတဲ့အခန်းတွေအကုန်လုံးကိုသွားပြီးတော့ဒီမကောင်းတဲ့စွမ်းအားတွေမကောင်းတဲ့စွမ်းအင်တွေအကုန်လုံးထွက်သွားဖို့အတွက်ကိုဒါကိုလုပ်မယ်အဲ့လိုလုပ်လိုက်ခြင်းအပြင်အိမ်မှာရှိနေတဲ့မကောင်းတဲ့စွမ်းအားတွေလက်ပိတ်နေတာတွေပါတယ်အကုန်လုံးထွက်သွားပြီးလွန့်ပြဲသွားပြီးတော့ကောင်းတဲ့ energy တွေကိုယ်စီကိုပြန်ရောက်လာမယ်ငွေကြေးစီးပွားလာပါလေအဆင်ပြေပါလိမ့်မယ်